မန္တလေးမြို့ကိုရောက်တဲ့အခါကျတော့အခုတစ်ခေါက်လာတဲ့အခါကျကျွန်တော်ဝင်းလဲတာဝင်းလဲနေဝင်းတာတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့မန္တလေးမြို့မှာအရင်တုန်းကတလောကမိကြီးလောင်ခဲ့လို့ပြာဖြစ်သွားတဲ့မန္တလေးမြို့မှာတိုက်တာအင်ဂျီတွေမိုးပြန်တိုက်ကြီးတွေပေါ်ထွန်းတာကိုမြင်ရတဲ့အတွက်ကျွန်တော်ဝင်းတာတယ်ဝင်းနေတာကကျွန်တော်မိတ်ဆွေတွေကျွန်တော်ဆွေမျိုးတွေဘယ်ကြောင်ရောက်နေမှမသိဘူးကျွန်တော်ဝင်းနေပါမယန်းကြံတာရိုးပဲရောက်နေသလားအောင်ပင်လေကံပေးပဲရောက်နေသလားကျွန်တော်ခုလိုက်မရှာရသေးပါတော်တော်ရှားอยู่ပါဒါကြောင့်မို့ကျွန်တော်ဝင်းနေပါတယ်ကျွန်တော်စစ်မဖြစ်ခင်စစ်ပြီးကစားက1945ခုကျွန်တော်အသက်14နှစ်ဂျပန်တော်လှန်ရေးလုပ်လို့ဂျပန်အထက်မှာပြီးလို့ကျွန်တော်15နှစ်သားမှာကျွန်တော်ဒီရောက်တယ် underground ကနော် UG ကအခု UG မဟုတ်ပါဘူးဂျပန်ခေတ်က UG ပြောတာမှားသွားမရအောင်အဲ့တော့အဲ့ဒီတုန်းကကျွန်တော်မန္တလေးကိုရောက်လာမန္တလေးကိုရောက်တော့ကြည့်လိုက်တော့မန္တလေးတစ်မြို့လုံးပြာပုံ84လမ်းအရှိဘက်ကနေကြည့်လိုက်လို့ရှိရင်အောင်ပင်လေကံမယုံဒီတိုင်းလုပ်ဒီဒိုးရုပ်ပေါက်မြင်ရဘာမှမရှိဘူးတိုက်အပြိုအပြက်မိလောင်ထားတဲ့တိုက်တန်ရက်မအချိုးပဲ့ဒါတော့ပဲမြင်ရတဲလေးတွေနဲ့နော်အဲ့ဒီတုန်းမှာကျွန်တော်ရောက်နေတော့မှာမန္တလေးမြို့မှာစကိုင်းဘက်ကကူးလာကျွန်တော်15နှစ်သားလောက်မှမြင်လိုက်ရမော်တော်ကားပက်လက်ကြီးနဲ့ကားအစုပ်ကြီးနဲ့အဲ့ဒီကားပေါ်မှာနောက်ပိုင်းမှာမြို့မှာဖွင့်သားတွေကရဒုတိယပစ္စည်းလေးတွေကိုင်းပြီးတီးလိုက်တာတချင်းဆိုပြီးဝန်းလိုက်ကြအဲ့ဒီတချင်းကခင်ဗျားတို့သိတယ်ဆရာညာရဲ့ဒီတော်ဝင်တချင်းနော်အခါတော်ရောက်ချိန်နီးလို့လာပြီတော်တော်မမနှမတို့အသေးဆွဲချင်းမိတ်ဆွေခိတ္တခွဲလို့မြို့မှာနဲ့အတူတကွလိုက်ပါနိုင်စေအောင်စီရွန်းနံကြပြီးချင်းပြီးတော်ဝင်မယ်လေဆိုပြီးတော့ဒီအတိမုတ်တွေနဲ့ဝင်လာကျွန်တော်ချက်သိမ်းထားတကယ်မန္တလေးသူမန္တလေးသားဟာနော်သူတို့မြို့ကိုသူတို့နောက်တစ်ပိုက်ကြတော့မန္တလေးသူမန္တလေးသားသူတို့မြို့ကိုသူတို့ပြန်တိဆောက်မယ်ဒါကြောင့်မို့အရင်တစ်ပတ်ကျွန်တော်လာတော့ကလည်းပဲပြောခဲ့ဂရိတ်ဒဏ္ဍာရီပုံပြင်မှာ Phoenix ဆိုတဲ့ငှက်ရှိဂရိတ်ဒဏ္ဍာရီပုံပြင်မှာအဲ့ဒီငှက်ဟာမိဘလောက်ပဲလောင်လောင်ပြပုံနဲ့ကနေထားပြီးတော့အသက်ရှင်နေငှက်နော်ဒါကြောင့်မို့ဂရိတ်လူမျိုးတွေကိုးဝဲကြတယ်အဲ့တော့မန္တလေးဟာလည်းပဲကျွန်တော်ထင်ပါတယ် Phoenix ငှက်ရဲ့အင်အားနဲ့အာမန်နဲ့ပြန်ထူထောင်လို့ရှိရင်ကျွန်တော်ဆွေမျိုးကိုကျွန်တော်ပြန်တွေ့လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်နော်